ခန္ဓာညောင်းလန်းတကယ်ဘယ်တရားကိုအထုတ်တာလဲ ပြီးတော့ရှူဆိုင်ကို ဟိုလားဟိုအာနာပါနာနီးကိုတကတော့ကျင့်တာတော့ဟုတ်ပြီတကယ်အာနာပါနာနီးကိုကျင့်တယ်ဥစ္စာမုတ်ကုတ်သမားပါမုတ်ကုတ်တရားကိုအထုတ်တာပါဆိုတော့ဝိဇ္ဇာလန်းဟာရှူဆိုင်နေုံလေးနဲ့တကယ်ရောက်မယ်လို့ယုံကြည်တာလား ဟုတ်မယ် အေးလို့ပေါ့တကယ်သိတဲ့လမ်းလေးပြောပြပါဦး ပြီးတော့ကတကယ်တမ်းပြောရင်စိတ်ကိုပြုပြင်ရတယ် ဒါပေါ့စိတ်ကိုပြုပြင်ရတယ်တကယ်တမ်းတရားထိုင်နေဆိုတာဓမ္မကိုဟလာတကယ်သုံးသပ်တဲ့နေရာမှာပေါ့နော်အချို့ပြောကြတယ်ခန္ဓာ body ကိုရှုတာလို့ပါလို့တကယ်တမ်းတော့ပြီးတော့စိတ်ကိုပြုပြင်ရတယ်စိတ်တုံညကဘာကိုရောက်မှနိဗ္ဗာန်ဆိုတာတွေ့ရတယ်စိတ်ကတုံညကဘာကိုမရောက်ခင်းနဲ့သွားချင်တာသွားနေတာပြီးတော့မချုပ်ထားနိုင်ဒါဒီလမ်းမှားနေတာပေါ့အဓိကတော့စိတ်ကိုပြုပြင်ရတယ်လမ်းဆိုတော့တကားတော့ဒီဖိုထူးတာနဲ့တကားပြောတဲ့အခုတကားတော့သိတဲ့ဝိပဿနာနဲ့ပေါ့ဦးစင်းနဲ့နားလဲတဲ့ဝိပဿနာမဟုတ်ရဲ့တရားတော်ကတော့တရားတော်ကိုတကယ်လူချင်းတွေကဒိဋ္ဌိဆင်ရမယ်တဲ့တကားဟုတ်ပါတယ်။ဒါဒိဋ္ဌိဆင်ခြင်းအကြောင်းကိုတကားဘယ်လိုလက်ခံထားလဲပြီးတော့ရှင်းပြမယ်ဗျာအခုဖုန်းနဲ့ပြီးတော့နဲ့စကားပြောနေတယ်သဘောပေါ့နော်ရတယ်ပြီးတော့အာယုံထဲမှာဖုန်းမေးတာတွေကိုမှတ်ထားတယ်ဆိုတာပေါ့နော်အဲ့ဒါဆိုရင်ဒိဋ္ဌိမပြုတ်ဘူးဟုတ်ပြီလုံးဝမမှတ်ထားဘူးဆိုရင်ဒိဋ္ဌိပြုတ်အဲ့လိုလည်းမဟုတ်ဘူးတခါကြီးဟိုတခါကြီးအယူတဲ့အပေါ်မှာတော့ဟိုဦးစင်းမမြင်လို့လေမှတ်ထားရင်ဒိဋ္ဌိမပြုတ်ဘူးလို့တခါကြီးပြောတာကိုလက်ခံလို့ရတယ်လုံးဝမှတ်မထားရင်ရက်မှာဒိဋ္ဌိပြုတ်သွားပြီဆိုတာကြီးလည်းမှားနေတယ်လို့ဦးစင်းပြောချင်တယ်တော့ဒါကတော့ဟိုတခါတော့အားထုတ်တဲ့အပိုင်းပေါ့ဦးစင်းကဟိုဘယ်လိုပြောမလဲဟို question ရှုပြီးတခါတော့စော်ကားရမဟုတ်ဘူးနော်ဆိုတော့အစွဲရှိရင်ဒိဋ္ဌိမပြုတ်ဘူးဆိုတာလက်ခံတယ်အစွဲကင်းရင်မပြုတ်ဘူးဆိုတာလက်ခံမှာတခါကြီးအစွဲကင်းတာမဟုတ်ဘူးခုနကဆိုလုံးဝဟုတ်တာဆိုတာဒါကလုံးနဲ့သဘောတရားအရာတခါကြီးရဲ့တရားဟိုပြီးတော့လည်းပြီးတော့ကြည့်သလောက်ပြောပြတာလေပြီးတော့အခုလေးချင်းနေတာအခုဖုန်းနဲ့ပြီးတော့ပြောနေတဲ့စကားတွေကတကယ်တမ်းပြောရင်ပြီးတော့ညံထဲမှာပြီးတော့မပေါအောင်ဟုတ်ပါဘူးဖုန်းနဲ့ပြီးတော့ပြောပြီးသွားရင်ကျွန်တော်မေ့ပါဘူးဒါပေမဲ့နောက်တစ်ခေါက်လာမေးလေဒီတိုင်းပဲပြန်ဖြစ်အခုတော့ရှိတယ်ဒီကကြီးမှာအစွဲတရားရှိတော့ဦးညင်းလို့မရအောင်ဘာလို့ဆိုတော့ဒီကကြီးလုံနေတယ်ဒီပေါ်မှာဒီကကြီးတည်နေရတယ်ဒါတော့မှန်တယ်ပေါ့ဒါအားကိုးလေဆိုပြီးတော့ဒီဟာနဲ့သွားမယ်လို့ဆုံးဖြတ်ထားတာဟုတ်ပြဒါကပြီးတော့ရဲ့အားကိုးဆိုတော့ပြီးတော့ဒါကိုဆွဲထားအောင်တကယ်လို့ဒီဟာမရှိဘူးဆိုရင်ပြီးတော့ကဒီလမ်းကိုသွားလို့မရတော့ဟုတ်တယ်နော်ပြီးတော့ဒီကနေပြီးတော့ကြလာမယ်ပြာတွေကိုပြီးတော့စားပြီးတော့ဖက်လန်းသွားအောင်ဟုတ်တယ်နော်ဒီကကြလာတဲ့ပြာတွေဆိုတာကဒါရွှေပြာကိုစားမယ်ဟုတ်ပြီနော်ဒါဒီကြရွှေပြာအခုစားလို့မရသေးဘူးအခုရွှေပြာမရသေးဘူးဒါတော့နောက်တစ်ထပ်ပြီး64ကထိုးပြီးကမှရတဲ့ရွှေပြာဟာအောင်ကြီးရဲ့အဆုံးဖြစ်မှာအဲ့တော့နောက်တစ်ကာလဘလောက်လို့လဲဒါမပြောနိုင်ဘူးပြောနိုင်ပါတယ်ဗျာပြောပါ9နှစ်လောက်ကြာမယ်အနည်းဆုံးအဲ့ဒါဒီတမီးလေး64ကတိုင်အနည်းဆုံး9နှစ်ကြာအဲ့ဒါနောက်9နှစ်ရဲ့နောက်ပိုင်းမှာဒကာကြီးကထူကြတဲ့ဒါမှမဟုတ်ထူးဆန်းတဲ့လူတိုင်းပြောင်းလဲသွားမယ်လို့ကိုယုံကြည်တယ်ပေါ့ဒကာကြီးရဲ့တမီးလေးအတွက်ကိုဒကာကြီးတန်ဖိုးစင်မရှိတော့ဘူးလားမရှိတော့ဘူးမရှိဘူးအခုဒကာကြီးရှာရတဲ့စီဝါဥစ္စာတွေကတမီးနဲ့တမီးနဲ့ဇနီးများကိုပေးခဲ့မှာလားလွတ်ပြမှာလားအကုန်ပေးခဲ့မှာပေါ့သူတို့တသက်စာအတွက်ပြီးတော့အကုန်ပေးခဲ့အဲ့တမီး10နှစ်တမီးမှာဒကာကြီးထွက်မယ်ဆိုတဲ့သဘောလားကတ်မှန်းပေါ့မပြောတဲ့ပြည်ကိုပုံမှန်ထားကြတာပြီးမှထွက်လို့ရပါဘူးတပည့်တော်ရဲ့ရိတ်ခတ်တော်ရပြီဆိုတဲ့အချိန်ကမှပြီးတော့ထွက်လို့ရဒီပစ္စည်းရကမှဒီပစ္စည်းကထွက်လာရိတ်ခတ်တော်ပြည့်စုံမှဒါပေါ့အဲ့ဒါဘယ်ချိန်ဘယ်ခါမှပြီးမယ်ဆိုတာကိုပြီးတော့မပြောနိုင်အဲ့ဒါတကားတော့9နှစ်လောက်ကြာဟုတ်ပြီ9နှစ်လောက်ရလာမယ်ဒီပစ္စည်းကတကားကြီးရဲ့အသက်ဇီဝအတွက်ကိုအစာအာဟာရတွေပြီးဆုံးသွားပြီးတော့တကားကြီးကတနေ့သားလောက်ပဲဖြစ်ဒါလေးကျွေးနေတကားကြီးအတွက် okay တယ်တလားနေတစ်သက်နေတကားကြီးမျော်လင့်ထားတယ်ဖြစ်မဖြစ်တော့တကားကြီးအဲ့ဒါနဲ့ပတ်သက်လို့တကားကြီးရှိရတက်သေးပြနိုင်တဲ့ဆရာတွေဘယ်လိုရှိလဲဒီခေတ်ကြီးမှာဘုံအဲ့မေးဖို့မေးဆိုရင်တပည့်တော်ဖြေလို့မရဘူးရှိမှမရှိတာဟုတ်ပြီဖြေလို့မရလို့မရှိတာကျန်းနေပဲရှိတယ်လေဟမ်ကျန်းနေမှာပဲရေးထားတာရှိတာလေဟုတ်ပြီဒီခေတ်ကြီးမှာဟုတ်လားတကယ်ထွက်သွားတယ်ဆိုတဲ့ဝိဇ္ဇာရှာဆိုရှိမှမရှိတာဟုတ်ပြီ
လို့ရှာ တကားတော့ဖလောင်းဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့ဟုတ်တယ်ဟုတ်တယ်မလား ပြောတယ် ဦးစင်းကလည်းတွေ့တယ်ပြီးရလေ မှန်တယ်ဗျာ ဟိုဆိုတော့ဟို9နှစ်ဆိုတော့နဲ့နီးနေတယ်လေဦးစင်းလည်းမသေးတော့သေးဘူးဒီကလည်းရှိနေဦးမှာဟုတ်တကယ်များထွက်ခဲ့လို့10နှစ်ဆိုလည်းဦးစင်းရှိနေလောက်သေးတယ် ရှိပါတယ်မမေ့နဲ့တော့အကြောင်းကြားလို့ရတယ်ဖုန်းနံပါတ်မလိုဘူးရှင်းတယ်တော့ဓမ္မဝိဒါဖြစ်အောင်လှုပ်ထားလိုက်မယ်လို့ပြော ပြီးတော့ပြောပြမယ်ဗျာအင်္ဂလိပ်နည်းပညာအရဆိုရင် AU P phosphate ပေါ့နော်phosphate ဆိုတာမီးစုံတက်ကို ဟုတ်တယ်သိပါ အဲ့တော့ဒီရွှေထဲမှာမီးစုံတက်ရှိတယ် ဟုတ်ပြီဒီပြီးတော့ကအဲ့ဒီမီးစုံတက်ကိုယူမှာဗျာနောက်ဆုံးဒီဒုံးကြီးကိုရွှေပြာဖြစ်သွားတဲ့အဆင့်ထိဒီပြီးတော့လှုပ်ပြီးသွားရင်ဒီဟာကိုဒီပြီးတော့အဲ့ဒီမီးစုံတက်ကိုဒီပြီးတော့ယူအဲ့ဒီမီးစုံတက်နဲ့ဒီပြီးတော့ထောက်အသက်တက်ပေါ့မီးစုံတက်ကိုတခါကြီးကအသက်တက်လို့ပြောချင်တာပေါ့ဆိုတော့ဦးစင်းပြောတာလည်းလေဟိုလို့ ခုအဲ့ဒါအနုပြူပဲပေါ့တကယ်တမ်းပြောရင်တော့ပရမန်အနုပြူလို့ပြောကြတာဟုတ် တေချာတစ်ခုကတော့ဦးစင်းအနေနဲ့မြင်တာပေါ့နော်စိတ်တော်မဆိုးနဲ့ဒါကြီးကဟိုတိုက်စာရှိရနားထောင်မှာဥစ္စာရနုနုကျမ်းစာရှိရင်းနဲ့ပဲဟိုရှင်သန်မှန်တယ်တော့ဒီကားတော့လူလုပ်ငန်းတစ်ခုပေါ့အထောက်ပံ့စီးပွားတစ်ခုရှိတယ်ဟုတ်တယ်နော်အဲ့ဒီလုပ်ငန်းကနေပြီးတော့ဒါကိုလုပ်တယ်ဆိုတာဒါအပိုးအလုပ်ကလေးသူများတို့မွဲသွားတယ်လည်းမရှိဘူးဆင်းရဲသွားတယ်လည်းအကြောင်းမရှိဘူးလုပ်ခွင့်ရသေးတယ်တချို့ကယူပြီးဒီနောက်လိုင်းနဲ့စားရလည်းမရှိဘူးမရလည်းမရှိဘူးတားလည်းမရှိဒုက္ခသာရောက်နေတာဒီသေးဖို့မနိုင်တော့ဘူးဟုတ်တယ်မလားအဲ့တော့ဒကာတော်ကဒါနဲ့ရှိနေတော့ဒါတော့သွားတော့ဟိုပြောတိုင်းလဲရွှေဖြစ်တယ်ပေါ့နော်နေလို့လဲရသေးတယ်ပေါ့ဟိုကိုနေမျိုးလဲဒီလိုပဲပေါ့ဆိုတော့ဦးစင်းအနေနဲ့လဲဒါနောက်ထပ်လဲဆက်ပြီးမေးချင်ပါတယ်အချိန်လေးလဲလင့်တာကိုလဲအားလဲအားနာပါတယ်ဒါပေမဲ့အငင်းပေါ်ပဲရှိတဲ့လောကတွေကယုံကြည်ယုံမယုံကြည်နေဆိုတဲ့ဒါဟုတ်ပါခေါ်တယ်ရွှေပရာလုံးပေါ့ရွှေပရာလုံးပေါ့ဒီနေ့အဂိယသမားကြီးခေါ်တဲ့ဓမ္မမိတ်ဆွေနေနဲ့လဲဦးစင်းလောက်ဆွေးနေတော့တော်လေးတော့များနေပြီတန်မိုးလဲရှိပါတယ်ဦးစင်းဟိုတွေ့ကျင်တဲ့လူတွေမှာအခုလို့ဦးစင်းမေးချင်တာဒကာကြီးကစာအုပ်ထဲမှာဆိုရင်ခုနကတော့ဒကာတော့ဖတ်တဲ့စာအုပ်ရဲ့နာမည်ပြောလို့ရဟောဒါကျန်းနေရအများကြီးပဲဗျာအဲ့ကျန်းနေတယ်အခုခေတ်လူတွေရေးတဲ့ကျန်းနေလားရှေ့ရကျန်းနေလားဟောရှေ့ရှင်မတီးကျန်းလို့ရှင်းစာကျန်းလို့အဲ့ကျန်းနေတယ်မှာပါပါတယ်ရှုပြာလန်းနေပါလေအစားပေါ့နော်ပါပါတယ်အဲ့ဒါဒီလိုအခုခေတ်လည်းရေးနေခုနဆရာကြီးဥရသာဒကာကြီးဥရသာပေါ့သူလည်းရေးခဲ့တယ်ပေါ့အဲ့ဆိုသူတို့ရေးတဲ့ကျန်းနေနဲ့အခုဒကာကြီးဖတ်တဲ့ကျန်းနေမှာဘယ်ဥစ္စာမှန်ဘယ်ဥစ္စာမှားဖြစ်နိုင်လားအကုန်လုံးအထောက်ပံ့ဖြစ်နေလားအဲ့တော့ဒကာကြီးဟိုဒါတော့တွားတဲ့လမ်းမှာတော့ထောက်ပံ့တော့ရှိရပါတယ်ဒါပေမဲ့ကျန်းကကျန်းပဲပေါ့တကယ်တမ်းလက်တွေ့ကြတော့ကျန်းမှာရေးထားတဲ့ဟာအတိုင်းလိုက်လို့ရတာမဟုတ်ဘူးဗျာလူချို့တော့ဒကာကြီးကိုဒီလုံငန်းကိုလှုပ်တဲ့အတွက်တချို့ကယူသွနေတဲ့လူကဒကာကြီးကိုမထင်တော့ဘူးလားမထင်ပါဘူးဗျာဟမ်ဘလို့ယူတယ်တတိတော်ဘလို့သူတို့ယူတယ်လို့ပြောလို့ရတယ်ပြီးတော့တိတော်မသိဘူးဘူးမှမသိဘူးပြီးတော့ဒီတရားကိုတိုးတာအခုဘုံနဲ့တွေ့မှပြီးတော့ဟုတ်လားဘယ်လိုဖြစ်လို့လဲဟိုစီပွားရေးပဲလုပ်တယ်ဘူးမှမပြောဘူးဗျာပြီးတော့တငယ်ချင်းတွေမို့လို့အခုတော့ဒီကဘာလုံးတီးအောင်အမှုကအစကြီးအခုကျန်းစားပြီးဒုက္ခတော့ကြီးတော့ရောက်ပြီးကောင်းဖို့ရှိပြီပဲဖြတ်မှာတော့အခုကြားသိရတဲ့အတိုင်းပါပဲဦးဇင်းတို့တင်ပြလို့လည်းမဆုံးနိုင်ဘူးဘာပြောမသိတဲ့လူလည်းသိအောင်သိပြီးသားလူလည်းဦးဇင်းကတော့ခုနပြောသလိုယုံမယုံနေဗရာဘာလို့ရွှေဗရာလုံးလေးရဲ့အကြောင်းပေါ့နော်ဒါဦးဇင်းကလေးဒါမှတ်တမ်းတင်လိုက်တဲ့အကြောင်းတွေကတော့အများကြီးရှိမှာဒါကြီးပြရပါရှိသေးတယ်ဟောမလို့ဒါကြီးကင်နေလို့ဟောဟုတ်ပြီဆိုတော့အခုတွေ့ရတဲ့အတိုင်းပါပဲဦးစင်းလည်းမိတ်ဆွေတယောက်တိုးတယ်လို့ပြောရင်မမှားပါဘူးဦးစင်းမျက်နှာလေးလည်းပြပါမယ်ဦးစင်းတော့ချွေးပြန်ဆိုတော့ဒါမဲ့ဟိုကျမ်းမာရေးရဦးစင်းကဟိုအသက်အရွယ်ရပါလိဆိုတော့လွန်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်အခုခုနဖြတ်မေးနေတာကဒါနဲ့ထိုးရင်အခုနည်းနည်းလေးဝါရောင်ပေါက်ပြီးလို့ဒကာကြီးတို့ဆိုလိုက်တယ်ပေါ့ဦးစင်းတော့ဝါတာမမြင်ပါဘူးဟောတော့ဒကာတော်မျက်လုံးကတော့ဟိုခင်ဗျာဝါနေပြီဟောနည်းနည်းလေးတော့ဟုတ်တယ်ဟိုခဏတူသူကလုံကုန်နဲ့ဆိုတော့24လုံးလိုက်ရတယ်ခုတိုင်းမိတူဖောက်ဖြစ်တယ်24လုံးပေါ့မိတူဖတ်တူဖြစ်အောင်24လုံးလိုက်ရတယ်ဒီမှာအဲ့တိုင်း24လုံးခုတိုင်းအဲ့တိုင်းဖြစ်သွားတယ်ခုစကားပြောတဲ့အခါတိုင်းမှာသူရိုးပြောရတယ်တကားတော့ကြတော့သဘောတရားတွေပြောရမယ်တကားတော့ပြောတာပူနားထောင်လို့ကောင်းတယ်ဒီမှာဗျာဒါပေမဲ့တကားတော့ तू ကဖြစ်နေတကားတော့မဖြစ်သေးဘူးအဲ့ကိစ္စဘယ်လိုရှင်းရမှာဟုတ်ဗျာဒီလိုလေးဗျာခုရှိတာဒီလိုဗျာ
သူကစာအတိပညာရဲ့ကြတော့ဒီလိုကအများကြီးတာဒီလိုက practical လက်တွေ့သမား ဟုတ်ပြီ လက်တွေ့လုပ်ခဲ့တယ်သူကကြတော့စာပေသမားဆိုတော့ तू ကပို့ပြီးတော့စီလျော်အောင်ပြောတတ်တယ်ဒီလိုတော့ဒေရိုးဥပေါက်ပဲပြောတတ်တယ်အဲ့လိုပါသွားတယ် ဆိုတော့ကိုဇော်ကြီးနဲ့ဖုံဖုံနဲ့နောက်တော့ပြောကြရင်အများကြီးတော့ရှိနေလိမ့်မယ်လို့ဦးစင်းမြင်မိပါတယ်နော်ဟိုဦးစင်းကတော့ဆိုတော့ဒါကိုအခုလိုထိုးလိုက်မယ်ပေါ့ထိုးလိုက်မယ်ဆိုဒီကောင်ကဒါမျိုးကြီးဖြစ်သွားမှာလား ဖြစ်သွားတာပေါ့ ဒီလူဖားသူပဲ 24လုံးကူတယ်ပြီးပါလို့ဖြစ်တယ်ဘုံဘုံက ဓာတ်လုံးဖားတယ် ဟုတ်ပြီ24နှစ်ထိုးစရာမလိုဖိုးစော18နှစ်ထိုးခဲ့ဘုံဘုံက24ရက်ထိုးလိုက်တာနဲ့ဖိုးစောအလုံးတိုင်းကူလို့ရတယ်အောင်တဲ့သူက तू ကထွက်သွားရင်ဒကာကြီးနောက်ကလိုက်မှာ ကျန်အများကြီးလိုက်လို့ရတယ်အများကြီးတစ်ထောင်နဲ့လိုက်လို့ရတယ် လိုက်ဖို့ကက်တယ် ဟောလို့ကျုံမကြီးလိုက်တော့မှာပေါ့ အဲ့လိုကူလို့ရတယ်ပေါ့ကူလို့ရတယ် ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ထွက်တယ်ဆိုတဲ့နေရာမှာခုနကတပည့်တော်ပြောလို့ညံနဲ့ပဲသွားတာဒါတွေကညံစကန်းတွေပါကန်စကန်းဖို့ပါဒါထိုးတာကန်စကန်လी ဒါမဟုတ်ဘူးခင်ဗျာညံပါပါလေခင်ဗျာအများကြီးဖွက်ထားတာ ဒါကန်လန်းလို့မပြောနိုင် ပြောလို့မရဘူးဒါညံလန်းပါ ညံအများကြီးဆိုင်ရတယ် ညံအများကြီးဆက်ရတာ ကန်ကြောက်တော့ဘုံတပည့်တော်တို့ကကန်ကြောက်ဒီရာတွေရရင်ဘုံဘုံကန်ကောင်းတယ်တပည့်တော်ကန်ကောင်းရင်သူ့လုံကုန်နဲ့လုံကုန်နေရမယ်သူ့ကနေကူးယူလိုက်တာကန်ကောင်းလို့ရတာပေါ့သူကတော့ဒုက္ခခံပြီးတော့ညံနေနဲ့ဝရိယတွေဇွဲတွေနဲ့ရှာထားတာပေါ့သူ18နှစ်လေဒီလိုတော့မြန်မာနိုင်ငံမှာကိုဖိုးစော်လူအောင်တဲ့လူဘယ်နှယောက်လောက်ရှိလဲ မသိဘူးခင်ဗျာ ဒါကတော့ကိုနေမျိုးရအောင်အတိရ တင်ပါဗျာ ဦးစင်းကကြားဦးမှဒီတယောက်ပဲအောင်နေတယ်လို့ဦးစင်းကသုံးတာတော့မှလား မဟုတ်ပါဘူးအများကြီးရှိပါတယ် အများကြီးရှိပါ အများကြီးရှိပါတယ်ပေါ့ဟိုခွင့်မပြောတာပဲရှိအောင်တဲ့လူအများကြီးပါပေါ့မမိုက်ပါတင်ပါဗျာဦးစင်းမြင်ရပါတော့ဒါရိုးသားဖြောင်းတာတခါကြီးလည်းစိတ်ဆိုးရင်တော့မတတ်နိုင်ဘူး တင်ပါဗျာ ဖို့ထိုးတဲ့လူတော်တော်များများမရိုးသားကြဒါကဦးစင်းတက တွေ့ဘူးတဲ့လူတွေကမယိုးသားတဲ့လူတွေ အဲ့လိုဖြစ်နေတယ်လေ တင်ပါဗျာ ဟုတ်ပြီလေဟုတ်ပြီလေတပည့်တော်တို့က9ပါးသီလကိုနေ့စဉ်လုံအောင်ထိန်းနေတဲ့ပုဂ္ဂိုလ်တွေပါလူတွေပါသူတော်ကောင်းတရားနဲ့ကျင့်ကြံကြိုးကုပ်နေတဲ့လူတွေပါနော်အဲ့တော့တပည့်တော်တို့ပြောတဲ့စကားတွေကလည်းလိန်ပြီးပြောတာတစ်ခုမှမရှိ ဦးစင်းကလည်းတခါတော့လိန်တယ်လို့တော့မဆွဆွဲလို့ဘူးဒါပေမဲ့အခုဦးစင်းတခါတော့တွေ့ရတဲ့ဟုတ်တာလို့ပေါ့လေစန့်ကျင်မဲ့ဖြစ်တဲ့အကြောင်းတရားတွေကိုတခါတော့ဒုတိယကြီးပြန်စစ်တဲ့တယ်ဒုက္ခနာပြောတဲ့ကိစ္စပါလေဘာလို့ဆိုတော့အခုတခါတော့ဟိုကထပ်ပြီးလိန်လိုက်ပြီးလို့ဖြစ်ရင်တော့မကောင်းဘူးတင်ပါဟုတ်တယ်ဗျာအဲ့တော့ဒက်ရှူဝါလီသူနဲ့တွေ့ပြီးမှတခါကြီးထပ်ပြောတဲ့တယ် တင်ပါဗျာ ကိုနေမျိုးနဲ့ဦးစင်းနဲ့တတ်တတကွင်ချိတ်ထားတာဟုတ် တင်ပါ ဆိုတော့ဟိုတခါတော့ကိုတီလာကိုတမာရီကိုပညာလုံနေဆိုတာတခါတော့မိတ်ဆွေတွေဒီ Facebook မှာကြည့်နေမှာအဲ့ကြောင့်ရောက်ငါစော်ပြီးနားမပြောကောင်းနဲ့ရှောက်ပြောဆို ကြိုက်တယ်လို့ရှိလို့ရပါ ဟောအေးဟုတ်ပြီဟုတ်ပြီ ကိုယ်တီလာကိုတီး တေချာတော့တခါတော့မိမပူတည်တယ်ဟုတ်တယ်လေဟောအနီးကနေတော့ဟိုငါ့ကြောင့်ကြီးကဘာဆိုသူအတီးဆုံးပေါ့ ဒါကြောင့်လည်းဒီမှာလာထိုးနေတာ ဘာလို့လဲ ဟိုလေတပည့်တော်ဒီလောက်အောင်မြင်နေတဲ့ဟာသဘောဆူတာလေးကိုတပည့်တော်စိတ်မချအောင်ဆိုရင်လိုက်လာမှာပေါ့ဟုတ်လေပြီးတော့လာလည်းမလာဘူးသူတို့တယောက်တည်းပဲလာတာ ခုလောတဲ့နေတာကဆက်တလန်းနဲ့ မဟုတ်ဘူးဗျာကန်လာပြီးကြောင်းတော့မင်းတမ ဟောမင်းတို့မှလမ်းပေါ်မှာနေလားဆိုတော့ဘယ်နည်းနည်းရှိလဲ ဆက်လုံး ဟမ် ဆက်လုံး ဟိုဖြတ်လိုက်အောင်လို့ပါဒါမဲ့လည်းဟိုတကားတော့အနေနဲ့နောက်ဆုံးလေးပြောပါဦးဦးဇင်းကလို့မေးတဲ့ပုံမှာတကားတော့ဘယ်လိုခံစားချက်တွေရှိလဲဘယ်လိုမြင်မိလဲ ငါမရှိပါဘူးငါမရှိပါဘူးမရှိပါဘူးပြီးတော့တကယ်တမ်းဝိဇ္ဇာလမ်းစဉ်ကိုတွားနေတဲ့လူတော်တော်များများကဗမာပြည်မှာလိန်တဲ့လူတွေကများနေတာ ဒါဆိုတော့ကျေးဇူးတင်တယ် သီလလည်းမရှိဘူးတမားလည်းမရှိဘူးလင်းပြလိန်ရဲ့လူတွေများနေတော့အဲ့ဒီလမ်းစဉ်ကိုတကယ်အရိယာပေါ့နော်ဝိဇ္ဇာပေါ့နော်ဝိဇ္ဇာအရိယာလမ်းကိုတွားနေတဲ့ပုဂ္ဂိုလ်တွေကကျွန်တော်ပြောချင်တာတော့မလိန်ကြပါနဲ့နော်လိန်တော့ကိုယ်ကန်နဲ့ကိုယ်ပဲဒါရှင်းရှင်းလေးပြီးတော့ပြောကြလိုက်အောင်နော်မလိန်ဘူးပဲနော်အဲ့တော့ဒီလမ်းစဉ်ကြီးကလည်းမပြောက်ကွယ်အောင်ထိန်းသိမ်းကြပါဘောနော်ဒါပဲဒီတော့ပြောချင်တယ်ကျန်တာတော့ဒီတော့ပြောစရာမရှိဘူး ဒီဥစ္စာရဲ့ဟိုအောင်မြင်သွားတယ်ဆိုတဲ့အကြောင်းတရားဟာနင်တော့ဒါတော့တာမန်ပဲလမ်းတွေလည်းကောက်မှာမဟုတ်ဘူးရှင်းတယ်ရှင်းတယ်လေဦးစင်းဘောကဘာမှမလုံမရတာဦးစင်းနားမှမလဲတာလေဟုတ်တယ်နော်ဒါရတနာတစ်ပါးဖြစ်နေဆိုဦးစင်းကလက်ခံလို့ရမှာမဟုတ်ဘူးရွှေတိုင်းသွားရောင်းစားရင်တော့တစ်မျိုးပေါ့ဟုတ်တယ်နော်ဟိုဒါမဲ့ရဟန်းဆိုတာရွှေနဲ့လည်းမအပ်သက်ဘူးလို့ပြောကြရမယ်ဒါကတော့လူလို့ရွှေဖြစ်တဲ့အတွက်ရောင်းမစားဘူးကင်ကြီးတော့ရပါတယ်နောက်ပြီးကြတော့
လောကမပါတော့စိတ်နဲ့ပေါ့ကြိုက်မယ်ဆိုရင်ရမယ်လိလာတဲ့စိတ်နဲ့သွားနေရလေဦးစင်းဒီထဲမှာဘာမှမပါဘူးဟိုအခုလို့ဒီကားတို့နှစ်ယောက်ပေါ့ကိုနေမျိုးဦးနဲ့လာခဲ့တွေ့ရင်နဲ့ဒီဟာကြီးကိုတွေ့လိုက်ရတယ်လေမှတ်တမ်းတင်တာဘက်ထရီနဲ့ဟိုသာဖုန်းကတော့လုံးသုံးနေရတာအားကုန်နေပြီတွေ့တဲ့ကြိုက်ကလေးမှာတန်မိုးရှိအောင်အခုလိုမင်းမြန်းခွင့်ဆွေးနွေးခွင့်ရတယ်ကျေးဇူးတင်ပါနောက်လဲဆွေးနွေးကြမှာသေးတယ်ဟိုရိုးသားပြောရင်တော့ဟိုနားမလဲတဲ့အတွက်မယုံဘူးလို့ပြောရင်ပုံပြီးမှန်ပါတယ်ဦးဇင်းကလေနားမလဲလို့မယုံတာပါဟိုနားလဲလဲအဲ့လမ်းမလိုက်တော့ပါဘူးဟောတော့ဦးဇင်းကဟိုတခါကြီးဟိုဦးဇင်းမြင်တာတော့ပေါ့နော်ဟိုအပြက်လမ်းကိုဦးဇင်းစိတ်ဝင်စားတယ်ပေါ့ဒီကောင်တော့အဆက်လမ်းလို့ဦးဇင်းမြင်မိတယ်ပေါ့ဒါကိုကြတကောင်တို့ကြဘလို့ခေါ်မလဲကိုနေမျိုးတိတော့ပြောအောင်ဒါကိုဘာလမ်းလို့ခေါ်လဲ ဒီကတော့ဒီလိုတိတ်တိဝိဇ္ဇာ